မင်းမနဲ့အေးရနိုးလာတဲ့မင်းစီမှာတခြားသူတွေရဲ့စိတ်ကိုလွှမ်းမိုးနိုင်တဲ့စွမ်းအားတစ်ခုခုရောက်ရှိလာတယ်လို့စိတ်ကူးယဉ်ကြည့်လိုက်ပါတိတ်ပံနီးကြခက်ခိုင်မမတက်တည်ပြထားပြီးသားဖြစ်လို့တိတ်ပံစိတ်ကူးယဉ်ဇလန်းတွေကလို့စိတ်ကူးယဉ်တက်မဟုတ်ပါဘူးမင်းဟာအခန်းတကန်းတွေကိုလှမ်းဝင်သွားရုံနဲ့တင်လူတွေကမင်းကိုအလိုလိုသဘောကျသွားမယ်ညှိခုံမှုတွေမစတင်ကြတဲ့ကမင်းကအသာစီးရနေပြီးသားဖြစ်နေမယ်အခွင့်အလမ်းတွေကလည်းမင်းစီကိုအလိုလိုစိုက်မြက်ရောက်လာမယ်မင်းလိုရှိရင်ရေချိုးပေးလို့မရတဲ့ကြောင်တကောင်အောင်ငင်လေးရေချိုးကန်ခြင်းလာအောင်စီးရုံနိုင်စွမ်းရှိသွားမယ်ဒါဟာမတရားဘူးလို့ထင်ရပေမဲ့တကယ်တော့သဘာဝတရားအတိုင်းပါပဲဒါပေမဲ့ကမ္ဘာလူဦးရေရဲ့100ခိုင်နှုန်းသောလူနည်းစုပဲဒီစိတ်ဓာတ်ဗေဒလျှို့ဝှက်ချက်တွေကိုသိကြတာမို့လို့သူတို့အတွက်တော့ဘဝကအရန်ကိုအသာစီးရနေတယ်လို့ပါပဲဒီနေ့မှာတော့မင်းဟာအဆိုပါ100ခိုင်နှုန်းတွေကလူတစ်ယောက်ဖြစ်လာတော့မှာပါဒီဗီဒီယိုအဆုံးမှာတော့လူတွေယုံကြည်မှုကိုချက်ချင်းရရှိအောင်ပြုလုပ်နည်းတခြားသူတွေရဲ့ဆုံးဖြတ်ချက်ကိုမိမိအလိုရှိရာသို့လမ်းကြောင်းပြောင်းလဲနည်းနဲ့ဘလို့အခြေအနေမျိုးမှမဆိုစိတ်ပိုင်းဆိုင်ရာလုံးဝမထိခိုက်မခံရအောင်ဘလို့နေထိုင်ရမလဲဆိုတာကိုအတိအကျသိရှိသွားပါလိမ့်မယ်ဒီလိုဝက်ချက်တွေကိုသိရှိပြီးသွားရင်ကဘာကြီးကိုမြင်တဲ့မင်းရဲ့အမြင်ဟာလည်းတစ်သက်လုံးပြောင်းလဲသွားပါလိမ့်မယ်နံပါတ်1ပုံတူကူးခြင်းအကျိုးသက်ရောက်မှု The Mirror Effect ပထမအဆုံးလျှို့ဝှက်ချက်ကတော့အလွန်အစွမ်းထပ်ပြီးရိုးရှင်းလွန်းလို့လူတွေအသုံးမချကြတာနှမျောစရာအရန်ကောင်းပါတယ်အဲ့ဒါကတော့ပုံတူကူးခြင်းအကျိုးသက်ရောက်မှု Mirror Effect ဖြစ်ပါတယ်ဒါဟာမှန်ရှိမှရက်ပြီးတော့ကိုယ့်ကိုယ်စိတ်သက်မြင့်တင်တာမျိုးမဟုတ်ပါဘူးတစ်ဖက်လူရဲ့ခန္ဓာကိုယ်အမူအရာစကားပြောပုံလေယူလေသိမ်းနဲ့စွမ်းအင် energy ကိုတစ်ဖက်လူသတိမထားမိအောင်ပုံတူလိုက်လုပ်ခြင်းဖြစ်ပါတယ်လောကရဲ့အမှန်တရားအရာလူသားတွေရဲ့အုံနောက်ဟာမိမိနဲ့စင်တူရုံးမရှိပြီးတော့ယဉ်ကျေးကြောင်းဝင်မှုရှိတဲ့သူကိုအလိုလိုပုံမယုံကြည်တတ်တဲ့သဘာဝရှိပါလက်တွေ့အသုံးချရမယ့်ပုံစံကတော့စကားပြောဆိုရမှာတစ်ဖက်လူကအေးအေးဆေးဆေးတည်တည်ငြိမ်နဲ့ပြောရင်ကိုကလည်းအရှိန်ကိုလျှော့ပြီးတော့အေးအေးဆေးဆေးပြောပါတစ်ဖက်လူကစိတ်အားထက်သန်ပြီးတော့တက်ကြွနေရင်ကိုကလည်းအဲ့ဒီ vibe အတိုင်းလိုက်ပြီးတော့ချိန်ညှိပါစရုပ်တရုပ်လိုမျိုးချက်ချင်းလိုက်တူပြီးတော့ထူးထူးဆန်းဆန်းကြီးတော့ဖြစ်မသွားပါစေနဲ့အရာရာဟာသဘာဝကျနေဖို့လိုအပ်ပါတယ်ရလန့်နေနဲ့တော့တစ်ဖက်လူကမင်းပေါ်ကိုချက်ချင်းစိတ်ချင်းဆက်နွယ်သွားပြီးတော့လွယ်လွယ်ကူကူယုံကြည်လက်ခံလာပါလိမ့်မယ်နံပါတ်2ရွေးချယ်မှုကြောက်ချခြင်း The Decoy Effect လူတွေကရွေးချယ်စရာလမ်းတစ်ခုရှိရင်ဆုံးဖြတ်ရခက်ခဲတတ်ကြပါတယ်ဒါပေမဲ့တမင်သက်မကောင်းတဲ့ရွေးချယ်စရာတစ်ခုကိုကြားညက်ထည့်ပေးလိုက်ရင်အုံနောက်ဟာကိုရစေခြင်းနဲ့အကောင်းဆုံးအဆင့်မြင့်ဆုံးရွေးချယ်မှုကိုပုံမတန်ဖို့ရှိတယ်လို့ကောက်ချက်ချပြီးတော့ရွေးချယ်သွားတတ်ပါတယ်ဥပမာအနေနဲ့ရုပ်ရှင်တရုံမှာပေါက်ဆုပ်အသေးတစ်ထုပ်ကို$4အကြီးကို$9လို့သတ်မှတ်ထားရင်လူများစုကအကြီးလိုလို့လားဆိုပြီးတော့တွေ့ဝေသွားတတ်ကြပါတယ်ဒါပေမဲ့အလက်စားအရွယ်အစားကို$6.5လို့ကြားညှက်လိုက်တဲ့အခါမှာတော့အုံနောက်က$0.5ပိုပေးုံနဲ့အကြီးစားကိုရမှာမို့လို့ဆိုပြီးတော့တွေးတော့တတ်ကြပါတယ်အဲ့ဒါကြောင့်$9တန်ကိုပဲတန်းပြီးတော့ဝယ်ယူသွားကြပါတယ်လူတွေဟာဒီ Decoy Effect ရဲ့ကစားခြင်းကိုမတိမတာခံလဲရတာပါလက်တွေ့အသုံးချပုံကတော့မင်းတကယ်ချင်းကိုပါတီတစ်ခုခုလာစေခြင်းအိမ်မှာပဲနေမလားဒါမှမဟုတ်ပါတီလိုက်မလားဆိုပြီးတော့ရွေးချယ်စရာ2ခုအပြင်တက်တဲ့အမြရွေးချယ်စရာဖြစ်တဲ့ဒါမှမဟုတ်ညကြမှာပုံစံသွားပြီးတော့တောက်စရာတစ်ခုသွားဝယ်မလားလို့ကြားညက်ပြောကြည့်လိုက်ပါဒါဆိုရင်ပါတီသွားဖို့ကချက်ချင်းပဲအကောင်းဆုံးရွေးချယ်စရာဖြစ်သွားပါလိမ့်မယ်နံပါတ်3မိခိုးရောင်ကြောက်ခဲမဟာဗျူဟာ The Grey Rock Method ဒီနည်းလမ်းကတော့မင်းရဲ့စွမ်းရည်တွေကိုကုန်ခန်းသွားစေမဲ့ toxic ဖြစ်တဲ့သူတွေ drama ရှိတဲ့သူတွေနဲ့ကိုယ်စိတ်ဝိညာဉ်ကိုစုပ်ယူမဲ့သူတွေရန်ကနေကာကွယ်ဖို့ဖြစ်ပါတယ်စိတ်ဓာတ်ဗေဒအမှန်တရားအရာ toxic ဖြစ်တဲ့သူတွေကအခြားသူတွေရဲ့ပြင်းထန်တဲ့စိတ်ခံစားချက်တုံ့ပြန်မှုတွေကိုစားသုံးပြီးတော့ရှင်သန်ကြတာပါ၎င်းတို့ကမင်းကိုရန်ဆပြီးတော့စိတ်ဆိုးဒေါသထွက်လာအောင်လှုံ့ဆော်လေးရှိရတယ်လက်တွေ့သုံးချပုံအနေနဲ့၎င်းတို့ကမင်းကိုလာရောက်ရန်ဆတဲ့အခါလမ်းဘေးကအသက်မရှိတဲ့မိခိုးရောင်ကြောက်ခဲတစ်လုံးလိုပဲဘာခံစားချက်မှမရှိပြင်းစရာကောင်းတဲ့ပုံစံမျိုးနဲ့တုံ့ပြန်လိုက်ပါစကလုံးကိုအတော်ဆုံးသုံးပြီးတော့ADAဆက်တုံ့ပြန်ပါဥမာဘသူကမင်းအတင်းကိုပြောနေတယ်လို့လာပြောရင်အော်ဟုတ်လားအဲ့လိုသာတုံ့ပြန်လိုက်ပါမနာလို့မဖြစ်ဘူးလားလို့မင်းရင်လည်းမဖြစ်ပါဘူးလို့အေးဆေးပြောလိုက်ပါရလက်အနေနဲ့မင်းကမြည်သည့်စိတ်ခံစားချက်မှပြန်လည်မဖော်ပြတဲ့အခါမှာသူတို့ဟာစိတ်ဝင်စားမှုဆုံးရှုံးသွားပြီးတော့မင်းထံကနေလည်းအလိုလိုဝေးကွာသွားပါလိမ့်မယ်နံပါတ်4မိမောင်းထိုးခင်ရမှုထင်အောင်ထင်မှားဖြစ်ခြင်း The Spotlight Effect လူများစုဟာအခန်းတကန်းနဲ့ရှောက်ဝင်သွားတဲ့အခါကဘာကြီးတစ်ခုလုံးကမိမိရဲ့အမှားအယွင်းတွေအဝတ်အစားနဲ့သပင်ပုံစံတွေကိုဝိုင်းဝန်းစောင့်ကြည့်ဝေဖန်နေကြတယ်လို့ထင်အောင်ထင်မှားဖြစ်တတ်ကြပါတယ်စိတ်ဓာတ်ဗေဒအမှန်တရားအရတကယ်တော့မင်းဟာထင်သလောက်ရေးမကြီးပါဘူးအကောင်းဘက်ကပြောပြတာပါလူတိုင်းဟာကိုယ့်ရဲ့ကိုယ်ပိုင်ပြဿနာတွေနဲ့ပဲတောကရောက်နေကြပြီးတော့မင်းကိုအာရုံစိုက်ဖို့အချိန်မရှိကြပါဘူးမင်းလွန်ခဲ့တဲ့3ဘက်ကပြောမိခဲ့တဲ့ရှက်စရာစကားကိုဘယ်သူမှမမှတ်မိနေသလိုလမ်းမှာခလုတ်တိုက်လဲသွားတာကိုမြင်ခဲ့ရင်တော့2စက္ကန့်အတွင်းမှာပဲမေ့သွားကြမှာပါလက်တွေ့သုံးချတဲ့အနေနဲ့ဒီအချက်ကိုအရှိတရားတိုင်းနားလည်ထားခြင်းဖြင့်အခြားသူတွေရဲ့အမြင်ကိုအလွန်မင်းစိုးရိမ်ပူပန်နေခြင်းကနေကင်းဝေးစေပြီးတော့မိမိဝချနာဝိပြောချနာပြောကပ
ပုံမရဲဝင့်စွာနဲ့စွန်စားလောက်ကင်နိုင်စွမ်းရှိလာပါလိမ့်မယ်ဘသူ့မှာအရန်ဂယူးဆိုင်နေစရာမလိုပါဘူးနံပါတ်5 Benjamin Franklin အကျိုးသက်ရောက်မှုဒါကတော့အကောင်းဆုံးသောစိတ်ပိုင်းဆိုင်ရာနည်းဗျူဟာတစ်ခုပါအခြားသူတို့ကမင်းကိုသဘောကျနှစ်သက်လာစေဖို့၎င်းကိုတွားရောက်မျက်နှာချိုသွေးတာမျိုးမဟုတ်ပဲမိမိအားအကူအညီသေးမွားလေးတစ်ခုပေးရန်ပြောင်းပြန်တောင်းဆိုရမည့်နီလန်ဖြစ်ပါတယ်စိတ်ဓာတ်ဗေဒအမှန်တရားအရာလူလူဦးဟာမင်းကိုအကူအညီပေးလိုက်တဲ့အချိန်မှာ၎င်းရဲ့အုံနောက်ကငါဒီလိုကိုကူညီလိုက်ပြီဒါဆိုငါသူ့ကိုသဘောကျလို့ဖြစ်မယ်လို့အလိုလိုဆင်ခြင်သုံးသပ်သွားပါတယ်လက်တွေ့အသုံးချပုံကတော့မင်းနဲ့ဆက်ဆက်ရေးတိဆောက်လိုတဲ့သူထံကနေဘောဝင်တစ်ချောင်းငှားရမ်းတာမျိုးဒါမှမဟုတ်၎င်းရဲ့အကြံဉာဏ်ဒါမှမဟုတ်သဘောထားကိုမေးမြန်းတာနီလန်းတော်လေးတစ်ခုသင်ပေးဖို့တောင်းဆိုတာမျိုးလုပ်ကြည့်လိုက်ပါရလက်အနေနဲ့မင်းကိုကူညီရခြင်းကသူတို့ရဲ့စိတ်ထဲမှာပဲအပြုသဘောဆောင်တဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေပြီးတော့မင်းပေါ်ပုံမရင်းနှီးလာပါလိမ့်မယ်အခုဆိုရင်တော့မင်းဟာအများစုမသိရှိတဲ့စိတ်ဓာတ်ဗေဒနီးဗျူဟာ၅ခုကိုပိုင်ဆိုင်သွားပြီးတော့100ခိုင်နှုန်းသောလူနည်းစုတွေကိုရောက်ရှိသွားပါပြီမင်းမှာဇက်လိုက်တယောက်ရဲ့စွမ်းအားတွေလည်းရှိနေပါပြီတခြားသူတွေက toxic ဖြစ်တဲ့သူတွေနဲ့အငင်းပွားနေခြင်းနေစာတစ်ကြောင်းအတွက်နဲ့မိနစ်30လောက်တောကရောက်နေတဲ့အချိန်ဒါမှမဟုတ်တတိကွမ် effect ရဲ့ကြောက်ချမှုကိုခံနေရချိန်မှာမင်းကတော့ကစားပွဲကိုအထက်စီးကနေထိန်းချုပ်နိုင်ပါပြီဒီနည်းလမ်းတွေကိုစနစ်တကျအသုံးချပြီးတော့လူမှုဆက်ဆံရေးနယ်ပယ်မှာအောင်နိုင်သူဖြစ်ပါစေဒီဗီဒီယိုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင် like and subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် See you